6 နှစ်ပတ်လုံးကျင့်တဲ့မှာဒုက္ခရစရိယာလို့ခေါ်တဲ့ပင်မတဲ့အကျင့်မျိုးကျင့်ခဲ့တာဖြစ်တယ်အဲ့ဒါကိုတပအကျင့်လို့ခေါ်တယ်အိန္ဒိယမှာဒီတပအကျင့်တွေကခေတ်စားခဲ့တယ်ပေါ့တော့ဓမ္မစကြာစကားနဲ့ပြောမဆိုရင်အတ္တကိလမထနုယောဂဆိုတဲ့အကျင့်ပဲတပအကျင့်ဆိုတာခန္ဓာကိုယ်နှိမ့်ဆက်ပြီးတော့ဒုက္ခခံမှအနာခံမှအတန်ဆာရတယ်ဆိုတဲ့ဝါဒအတိုင်းပဲလူရဲ့ခန္ဓာကိုယ်ကိုနှိမ့်ဆက်ညှဉ်းပန်းပြီးတော့မကောင်းတဲ့စိတ်ဓာတ်တွေလျော့ပါအောင်ကြိုးစားတဲ့အကျင့်ကိုတပအကျင့်လို့ဒီလိုခေါ်လို့ရတယ်နော်ခန္ဓာကိုယ်နှိမ့်ဆက်ညှဉ်းပန်းပြီးတော့မလန်းအောင်လှုပ်ထားတဲ့အခါမှာစိတ်ကလည်းကာမဂုဏ်အာယုဘက်မှာတက်ကြွမှုမရှိဘူးလို့ယူဆပြီးတော့အဲ့ဒီတပအကျင့်တွေကိုကျင့်ကြတာဖြစ်တယ်ဖျားပွင့်တဲ့အချိန်မှာအဗ္ဗမခေတ်စားခဲ့တယ်အဲ့ဒီတပအကျင့်ကိုကျင့်တဲ့ထဲမှာအထွတ်ထိပ်ကိုရောက်သွားတဲ့ပုဂ္ဂိုလ်ကဘယ်သူတုံးဆိုရင်မက္ခလိကောသလပဲဖြစ်တယ်မက္ခလိကောသလဟာတပအကျင့်ကိုကျင့်တဲ့နေရာမှာအစွမ်းကုန်ပင်ပန်းခံသွားတဲ့ပုဂ္ဂိုလ်အောင်မြင်ပေါ်ရောက်သွားတယ်ဆင်းရဲဒုက္ခမျိုးစုံကိုခံပြလိုက်တယ်အမျိုးစုံကိုဘယ်တိုင်းတာထိခံနိုင်ရှိတယ်လဲဆိုတာကိုသူခံပြီးတော့ကြက်ကြက်ကြောက်တော့ရလကဘာရှိတော့ဆိုဘာမှမရှိဘူးရလကဘာအကျိုးမှမရှိဘူးခန္ဓာကိုယ်ပင်မရုံပဲဓမ္မစကြာမှာမြတ်စွာဘုရားဟောတာကြည့်ယောယံအတ္တယောစာယံအတ္တကိလေသာလူယောခောဒုက္ခောနာရိယောနထတဟိတောစကားသုံးလုံးနဲ့မြတ်စွာဘုရားတပအကျင့်လို့ဆိုတဲ့ဒုက္ခရစရိယအကျင့်ဟာတဲ့ဒုက္ခတိတ်ကိုခဲနဲ့တိတ်ကိုပင်ပန်းနဲ့တိတ်ကိုဆင်းရဲတယ်အဲ့ဒါလို့ဆင်းရဲလို့အကျိုးတစုံတရာရသလားလို့ဆိုအနတ္ထသဟိတတဲ့ကောင်းကျိုးကိုဖြစ်ပွားစေမှုလုံးဝမရှိဘူးလို့ပြောတယ်ကောင်းကျိုးချမ်းသာကိုဖြစ်စေမှုလုံးဝမရှိဘူးအနာရိယောမြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်တွေမလိုက်ဘူးတဲ့ဒီအကျင့်ကိုဒုက္ခအနာရိယောအနတ္ထသဟိတောကောင်းကျိုးချမ်းသာကိုလုံးဝမဖြစ်စေနိုင်တဲ့အကျင့်ဖြစ်တယ်လို့တိတိလင်းလင်းဓမ္မစကြာမှာရှေးခေတ်ကခေတ်စားခဲ့တဲ့အကျင့်နှမျိုးကိုမြတ်စွာဘုရားထုတ်ဖော်ဟောကြားတာအဲ့ဒီထဲမှာချမ်းသာဒုက္ခခံစားတဲ့ကာမဒုက္ခလိကနိယောဂအကျင့်ကတော့ majority လူများစုပျော်ပျော်နေသေးကဲဆိုပြီးတော့ပြောသလိုနေကြတဲ့အကျင့်ပဲအဲ့ဒါကတော့လူတိုင်းကျင့်နေကြတာနော်စိတ်ကိုလွတ်ထားပြီးတော့ပျော်ပျော်နေကြတယ်ကာမဂုဏ်အာယုန်တွေနောက်လိုက်ပြီးတော့နေကြတယ်အဲ့ဒါကာမဒုက္ခလိကနိယောဂအကျင့်အဲ့ဒါကိုဆန့်ကျင်ပြီးတော့ဒီလိုချမ်းသာဒုက္ခခံနေလို့ဘာအကျိုးမှရမှာမဟုတ်ဘူးဒုက္ခခံမှအကျိုးရမယ်အနာခံမှအသာဆန်ရမယ်ဆိုတဲ့အတွေးနဲ့အတ္တကိလေသာနိယောဂအကျင့်ကိုကျင့်တာအဲ့ဒီလမ်းကြောင်းကြီးနှစ်ခုစလုံးကိုမြတ်စွာဘုရားဟာပြောမယ်ဆိုလို့ရှိရင်လူဘဝမှာ16 နှစ်သားအရွယ်အိမ်အောင်ကြပြီးတော့29 နှစ်ထိအောင်နန်းတော်မှာနေခဲ့တာဒါကာမဒုက္ခလိကနိယောဂအကျင့်ပဲအဲ့ဒီကနေတောထွက်ပြီးတော့ကျင့်လိုက်တဲ့အခါကျတော့မင်းသားဘဝကစိန်ကြကြနေခဲ့သမျှတွေကိုအကုန်လုံးတွန်းလှန်ဖယ်ရှားပစ်ပြီးတော့ဆင်းရဲဒုက္ခဟုသမျှကိုရင်ဆိုင်ပြီးတော့ခံစားတယ်ဒုက္ခခံတယ်အဲ့ဒါကြတော့အတ္တကိလေသာနိယောဂလို့ခေါ်တယ်ဘာအတွက်ဒုက္ခခံကြည့်ပြီးတော့ကျင့်တယ်လဲဆိုရင်အဲ့ဒီခက်ရဲ့ယုံကြည်ချက်ကဘာတော့ဆိုလို့ရှိရင်ရှင်တဲ့ကိလေသာတရားဝါတွေကိုညှဉ်းညွှန်းစေတဲ့လောဘဒေါသမောဟစတဲ့ကိလေသာတရားတွေကစင်ကြယ်သွားနိုင်တယ်ဆိုတဲ့အရည်အချက်နဲ့ယုံကြည်ချက်နဲ့လှုပ်တာလေအဲ့ဒီယုံကြည်ချက်နဲ့လှုပ်နေတာစင်ကြယ်ခြင်းနာသူကစင်ကြယ်တယ်ဆိုတာအကုသိုလ်တွေရှိနေတာကိုဆေးကြောပြစ်ချင်တယ်တော့ခဏခေဘာသာတရားတွေလည်းကြည့်
ခဏခေဘတာတရားလူဆိုတာမဟုတ်တာလောက်တာရှိတယ်လေမဟုတ်တာလောက်ပြီးတော့မဟုတ်တာဖြစ်မှကြတော့ကြောက်တယ်လူကကြောက်သည့်အတွက်ကြောင့်သူတို့ကနီလန်းရှာကြတယ်နီလန်းရှာတော့တချို့ကြတော့ဘုရားသခင်ရှေ့ဒူးထောက်ပြီးတော့ confession လုပ်လိုက်လို့ရှိရင်အကုသိုလ်တွေဆင်ကျဲသွားတယ်လို့ယုံကြည်တယ်တချို့ကဒါကြောင့်မို့လို့ confession လုပ်ပြီးတော့ဝန်ခံကြတယ်နောက်တချို့ကြတော့အိန္ဒိယနိုင်ငံမှာကြည်ဆောင်းရသည်ကြတော့သတိထားပြီးတော့ကြည့်ကြသတင်းစာတွေတို့ဘာလို့သတင်းတွေဘာတွေသိကြကြည့်အေးဆုံးရသည်မှာခင်းကမြစ်ကိုလာပြီးတော့လူတန်းချီပြီးတော့ရေချိုးကြလိမ့်မယ်အမှန်တန်အေးပါတယ်ဆိုတဲ့ချိန်မှာဘာဖြစ်လို့ရေချိုးလဲတနစ်တာကာလပတ်လုံးမကောင်းမှုဒုစရိုက်တွေလှုပ်ထားတာတွေကိုတန်းစင်ဆေးကြောခြင်းနဲ့ဒီရေလေးချိုးလိုက်လို့ရှိရင်မဟုတ်တာလှုပ်ထားတာတွေအကုန်ပြေပြောက်သွားတယ်လို့ယုံကြည်တာနော်လူဆိုတာယုံကြည်ခြင်းနဲ့လှုပ်တာကြီးပဲအကုန်လုံးတကယ်ရောဖြစ်သလားဆိုတာဘယ်သူမှမစုံစမ်းဘူးစုံစမ်းတဲ့လူကဗဒ္ဓမနေတယ်အဲ့ဒါဘာကြောင့်လို့ဆိုအဝိဇ္ဇာဆိုတဲ့အမောင်ကဖုံးထားတာလူတွေဟာမသိဘူးအမှန်မသိဘူးအမှန်မသိတော့ဘာပြောပြောဟုတ်များဟုတ်မလားဆိုပြီးသူများလှုပ်သူတို့လိုက်လှုပ်တာပေါ့နော်အဲ့ဒါဥဒကသုတ်တိလို့ခေါ်တယ်ရှည်နဲ့တန့်စင်စစ်ကြောခြင်းခန္ဓာကိုယ်မှာတင်းနေတဲ့အညစ်အကြေးကိုဆေးတာမဟုတ်ဘူးရှင်တဲ့နှလုံးနဲ့ရောက်တဲ့အကုသိုလ်တွေကိုဆေးဖို့ကြိုးစားတာတို့အခုလည်းပဲတပအကျင့်ဆိုတာအဲ့လိုပဲအကုသိုလ်တွေကလွတ်ပြီးတော့စင်ကြယ်မလားဆိုပြီးတော့ကျင့်ကြတာအဲ့ဒါကိုတပအကျင့်လို့ခေါ်တယ်ဒါသဘောပေါက်အောင်ပြောပြတာအကျင့်ချုပ်လေးနော်အဲ့တော့မြတ်စွာဘုရားရဲ့လောင်းတော်ဟာ29နှစ်မှာတောထွက်လိုက်တယ်တောထဲရောက်ပြီးတဲ့အခါမှာအိန္ဒိယနိုင်ငံမကရတိုင်းမှာခေတ်စားတဲ့အကျင့်တွေကိုကျင့်နေကြတဲ့ဆရာတွေစီသွားပြီးတော့ဒီအကျင့်တွေနဲ့ပတ်သက်ပြီးမေးမြန်းစူးစမ်းတယ်သင်ယူတယ်ပြီးတော့လိုက်နာကျင့်သုံးကျင့်တယ်အဲ့တော့ဤမျိုးမျိုးအယူဝါဒအမျိုးမျိုးကဟောပြောတဲ့ဤစနစ်တွေဇာတိနာယူထားပြီးတဲ့အခါမှာအတ္တကိလမထနုယောဂလို့ခေါ်တဲ့ခန္ဓာကိုယ်နှိပ်စက်ပြီးတော့ကျင့်တဲ့အကျင့်ကိုထိုခေတ်ကတန်ဖိုးထားကြတယ်လူတွေကလည်းအားပေးကြတယ်အားလုံးကလည်းဩဝါပေးကြတယ်ဘလောက်ထိအောင်ကျင့်နိုင်တယ်ကိုမလုံးနိုင်တာကိုလုပ်ပြရင်လူဆိုတာအံ့ဩတာပဲလေကိုမလုံးနိုင်တဲ့တာမန်လူတွေမလုံးနိုင်တာကိုလုပ်ပြရင်လူဆိုတာအံ့ဩတာပဲမချစ်တွေကြည့်ပါလားမလုံးနိုင်တာလုပ်ပြရင်လူကအထင်ကြီးတာအဲ့ဒါကြောင့်အတ္တကိလမထနုယောဂအကျင့်ထွတ်ထိပ်ရောက်ပြီးတော့အဲ့ဒီခေတ်မှာခေတ်စားအဲ့တော့ဘုရားလောင်းကလည်းတောထွက်လာတဲ့အခါမှာအဲ့ဒီကျင့်ကိုစမ်းကြည့်တယ်တရားတို့တရားမြတကယ်ရသလားဘုရားလောင်းဆိုတာသူကလက်တွေ့ကြတယ်လူတယောက်ပဲအပြောသမားမဟုတ်ဘူးလက်တွေ့လုပ်တာအများစုကတော့လူတွေကလက်တွေ့မလုပ်ဘူးအပြောသက်သက်နဲ့နေကြတာဖြစ်တယ်ပေါ့သူကတော့မဟုတ်ဘူးလက်တွေ့လုပ်မယ်သူတို့ပြောတာအပြောလောက်တယ်မဟုတ်ဘူးလက်တွေ့ဖြစ်လောက်တယ်စမ်းကြည့်မယ်ဆိုအဲ့တော့ပထမပါလောက်တော်လို့ဆိုတော့မဟာသစ္စကသုတ်တံမှာဖော်ပြထားတယ်ဘုရားလောင်းကျင့်ခဲ့တဲ့တပအကျင့်လေးကိုပြောပြမယ်နော်ပထမသူပါစံတတ်တုံလို့ဆိုရင်စိတ်ကိုစိတ်နဲ့ဖိနှိပ်ပြီးတော့အန်ချိတ်ပြီးမကောင်းတဲ့စိတ်တွေကိုကိုယ်ရင်ထဲကနေထုတ်ဖို့ကြိုးစားခဲ့တယ်စိတ်ကိုစိတ်နဲ့ဖိနှိပ်ပြီးတော့အတင်းအကျပ်မပေါ်အောင်ကြိုးစားခဲ့တယ်အဲ့ဒီမှာလဲတော်တော်စစ်စစ်ရဲရဲပေမဲ့ပါမှဖြစ်ခဲ့တယ်ပေါ့
နောက်တစ်ခုကဘာလို့တုံးဆိုလူဆိုတာအသက်ရှူပြီးတော့မှရှူသွင်းလိုက်ရတဲ့လေနဲ့အောက်ဆီဂျင်နဲ့မှအသက်ရှင်နိုင်တာအဲ့ဒါကိုအသက်ရှူရက်တဲ့အကျင့်မျိုးကိုသူကျင့်မယ်ဆိုပြီးတော့စမ်းကြည့်တာအသက်မရှူပဲနေရင်ဘာဖြစ်မလဲမကောင်းတဲ့စိတ်တွေကိုအသက်ရှူရက်ပြီးတော့ဖယ်ရှားမယ်ဆိုတဲ့အနေအထားမျိုးနဲ့အသက်ရှူကိုသူစတင်ချုပ်တီးကြည့်တယ်ချုပ်တီးလိုက်တဲ့အခါလေတွေကချုပ်တီးလိုက်တဲ့အခါမှာရှူထားတဲ့အသက်ရှူလိုက်တဲ့လေတွေဟာနားပေါက်ကနေပြီးတော့တိုးထွက်လာတဲ့အခါမှာနားထဲမှာဆူညံတဲ့အတန်တွေကြားလာရတယ်။အဲ့ဒါမှပင်မဆင်းရဲစွာအဲ့ဒါကိုစမ်းတတ်တယ်။ဒုက္ခတွေကြည်ကြဲရောက်တယ်။အဲ့ဒီကနေပြီးဆက်လုံးအောင်မဲ့ဆိုလှုပ်တယ်။လှုပ်တဲ့အခါကျတော့ခေါင်းကိုတူနဲ့ထုသလိုလေတွေကိုချုပ်တဲ့အခါကျတော့ခေါင်းကြီးကတခါတည်းတူနဲ့ထုနေတယ်လို့ခေါင်းခဲတဲ့ယောဂဖြစ်လာတယ်။အဲ့ဒါကိုလည်းနောက်ဆုတ်မသွားဘူးဆက်ပြီးတော့ကျင့်တယ်။ဆက်ကျင့်တဲ့အခါမှာဒီကိုယ်လုံးဟာမိဘုံနာကတ်ထားသလိုပူလောင်ပြီးတော့လာတယ်။ချွေးပြိုက်ပြိုက်ကြလာတယ်။အဲ့ဒီအချိန်မှလည်းပဲမရက်သေးပဲနဲ့ဆက်ပြီးတော့လှုပ်တယ်။ဘိုက်ထဲမှာလေတွေကလဲပြီးတော့ဘိုက်ကိုဖောက်ထွက်မတတ်ဘိုက်နာတဲ့ယောဂဖြစ်ပေါ်လာတယ်။အဲ့ဒီအချိန်မှလည်းပဲမရက်ဘူးဆက်ပြီးတော့လှုပ်တယ်။အဲ့လိုစမ်းသပ်ခဲ့တာဒါအပ္ပနကစံလို့ခေါ်တယ်။အသက်မရှူဘဲနဲ့ကျင့်တဲ့အကျင့်တစ်ခုစမ်းသပ်ပြီးတော့ကျင့်ကြည့်တယ်။အဲ့ဒါတွေကိုတပတ်အကျင့်လို့ခေါ်တာပဲ။နောက်အဲ့လိုလုပ်တဲ့အခါမှာအထွတ်ထိပ်ရောက်သွားပြီးတော့တကူလုံးဟာပူပြီးတော့ဆင်းရဲဒုက္ခရောက်သွားတဲ့အချိန်မှာနောက်ထပ်ဆင်းရဲတဲ့ပင်မခက်ခဲတဲ့အလုပ်တစ်ခုကိုသူစမ်းတယ်။ဘာလုပ်လဲဆိုရင်အစာကိုလုံးဝဖြတ်ပြီးတော့ကျင့်မယ်လို့ကြိုးစားတယ်။ဒါပေမဲ့လို့နားထဲမှာကြားတာအစာကိုလုံးဝမဖြတ်ပါနဲ့ဆိုတဲ့အတန်ကြားတယ်။ဖြတ်လိုက်ရင်လည်းငွေညင်းပေါက်တွေကနေပြီးတော့